အားလုံးပဲမင်္ဂလာပါခင်ဗျာဇွန်လ12ရက်နေ့နေ့လယ်တနာရီ38မိနစ်မှာအိန္ဒိယလေကြောင်းလိုင်း AI-171 လေယာဉ်ပျက်ကျခဲ့ပြီးကြေကွဲဖွယ်ရာအဖြစ်ဆုံးနဲ့တွေ့ကြုံခဲ့ရပါတယ်အမေဒါဘတ်မြို့ကနေနေ့လယ်တနာရီ36မိနစ်မှာခရီးသည်242ဦးကိုတင်ဆောင်လာတဲ့လေယာဉ်ဟာနောက်2မိနစ်အကြာမှာပျက်ကျသွားခဲ့ပါတယ်လေယာဉ်ကအိန္ဒိယနိုင်ငံဂူဂျာရက်ပြည်နယ်အမေဒါဘတ်မြို့ကနေလန်ဒန်ဂေးဝစ်လေဆိပ်ကိုဦးတည်ထွက်ခွာလာတာဖြစ်ပါတယ်လေယာဉ်ကပြေးလမ်းပေါ်မှာအရှိန်ရလာပြီးတနာရီ186မိုင်နှုန်းနဲ့ပြန်တက်ကာ191မီတာအမြင့်ရောက်ရှိချိန်မှာလေယာဉ်ကိုမတင်လို့မရဘူးလို့လေယာဉ်မှူးကလေကြောင်းထိန်းသိမ်းစင်တာကိုသတင်းပို့ခဲ့ပါတယ်။တိတ်မကြခင်မှာလေယာဉ်နဲ့အဆက်အသွယ်ပြတ်တောက်ပြီးနောက်လေယာဉ်ကအောက်ကိုနှိမ်ဆင်းလာပါတယ်။နောက်ဆုံးမှာတော့လေယာဉ်ကအဆောက်အဦတစ်ခုပေါ်ကိုပြတ်ကျပြီးမီးလောင်ပေါက်ကွဲခဲ့ပါတယ်။လေယာဉ်ပေါ်မှာရှိတဲ့လူ242ဦးထဲက242ဦးသေဆုံးခဲ့ပြီးမြေပြင်ပေါ်ကတခြားအရက်သားတွေလည်းထိခိုက်ဒဏ်ရာရသေဆုံးခဲ့ပါတယ်။လေယာဉ်ပြတ်ကျမှုဖြစ်ဖြစ်ချင်းသေဆုံးသူရေအတွက်အတိအကျကိုအတိမပြုတ်နိုင်ခဲ့ပေမဲ့ပောက်ကွဲမှုကပြင်းထန်ပါတယ်။ Boeing 787-8 Dreamliner လေယာဉ်အမျိုးအစား AI-171 လေယာဉ်ကိုခရီးဝေးသွားလာဖို့နဲ့အဲ့ဒီခရီးအတွက်စီကိုအပြည့်ဖြည့်ထားပါတယ်။လေယာဉ်စီကန်တွေကလေယာဉ်အတောင်ပံမှာတည်ရှိပြီးလေယာဉ်အတောင်ပံအောက်မှာအင်ဂျင်တွေကိုတပ်ဆင်ထားပါတယ်။လေယာဉ်ကခဏပဲပြန်တန်းရသေးတာဖြစ်တာကြောင့်လေယာဉ်စီအနှဲငယ်ကိုသာအသုံးပြုရပါသေးတယ်။လေယာဉ်ပြတ်ကျချိန်မှာကြံနေတဲ့လေယာဉ်စီတွေကမီးထလောင်ပြီးပောက်ကွဲမှုပြင်းထန်ခဲ့တာဖြစ်ပါတယ်။လေယာဉ်ပြတ်ကျတဲ့အကြောင်းရင်းအတိအကျကိုမသိရသေးပါဘူး။မျက်မြင်တွေ့ရှိသူတွေကအင်ဂျင်မှာမီးလောင်နေတဲ့လက္ခဏာမတွေ့ရဘဲပုံမှန်လည်ပတ်နေတယ်လို့ပြောပါတယ်။ပုံမှန်အားဖြင့်အင်ဂျင်ချို့ယွင်းပြီဆိုရင်နောက်ဘက်ကနေမီးခိုးတွေထွက်လာလေရှိပေမဲ့အဲ့လိုမတွေ့ခဲ့ရဘူးလို့မျက်မြင်တွေကဆိုပါတယ်။လေယာဉ်တစ်စီးပြန်တက်တာမှာဘာကြောင့်မအောင်မြင်ခဲ့တာလဲဆိုတာကိုနားလည်ဖို့ဆိုရင်လေယာဉ်ဘယ်လိုပြန်တက်လဲဆိုတာကိုနားလည်ဖို့အရေးကြီးပါတယ်။လေယာဉ်အတောင်ပံတွေမှာရွေလျားနိုင်တဲ့အစိတ်ပိုင်းတွေရှိပါတယ်။အတောင်ပံနောက်ဘက်မှာလေယာဉ်ဥပိုင်းကိုမော့စေငိုက်စေနိုင်တဲ့ flat လို့ခေါ်တဲ့အချက်ပြားပါရှိပါတယ်။အတောင်ပံရှိဘက်မှာအထူးသဖြင့်လေယာဉ်ဖြည်းဖြည်းလေးထွက်ခွာချိန်မှာအတောင်ပံအပေါ်ကလေစီးဆင်းမှုကိုထိန်းချုပ်ရမှာကူညီတဲ့ slat လို့ခေါ်တဲ့အချက်ပြားပါရှိပါတယ်။လေယာဉ်အတောင်ပံရှေ့နောက်မှာရှိတဲ့အချက်ပြားတွေကလေယာဉ်ကိုအရှိန်မြင့်မတင်ရမှာလိုအပ်သလိုထိန်းညှိဆောင်ရွက်ပေးပါတယ်။အင်ဂျင်ကလေယာဉ်အတောင်ပံရှိဘက်မှာလေကိုစုပ်ယူပြီးလေယာဉ်ကိုရှေ့ကိုတွန်းထုတ်ကအတောင်ပံနောက်ဘက်ကနေလေကိုခက်မြန်မြန်မှုတ်ထုတ်ပါတယ်။ဒါပေမဲ့လေယာဉ်အတောင်ပံရှေ့နောက်ကအချက်ပြားတွေကိုနီးမှန်လက်မှန်တက်ဆင်မထားဘူးဆိုရင်တော့အင်ဂျင်တွေကတေချာအလုပ်လုပ်ရင်တော့လေယာဉ်ကိုလုံလုံလောက်လောက်မမတင်နိုင်တော့ပဲလေယာဉ်ပြန်တက်ဖို့မဖြစ်နိုင်တော့ပါဘူး။ပထမဦးစွာကျွန်တော်တို့ရဲ့ channel ကို subscribe လုပ်ထားဖို့မမေ့ပါနဲ့ဦးခင်ဗျာ။ဒါ့အပြင်ကျွန်တော်တို့ရဲ့ content အသစ်တွေကိုဆက်လက်ကြည့်ရှုနိုင်ဖို့ like လေးလေးပေးသွားကြပါအောင်ခင်ဗျာ။လေယာဉ်အတောင်ပံတွေကို၎င်းအတွက်အထူးပြုလုပ်ထားတဲ့ပုံသဏ္ဍာန်ကိုအသုံးပြုပြီးလေကလေယာဉ်ကိုဘယ်လိုမတင်တာလဲဆိုတာအပေါ်မှာအခြေခံပြီးတည်ဆောက်ထားပါတယ်။လေယာဉ်အတောင်ပံရှေ့နောက်ကအချက်ပြားတွေကိုဖြန့်ကျက်လိုက်တဲ့အခါလေယာဉ်အတောင်ပံအထက်နဲ့အောက်မှာလေဖိအားမတူညီမှုကိုဖြစ်ပေါ်စေပါတယ်။အတောင်ပံအထက်မှာလေကပိုမြန်ပြီးအတောင်ပံအောက်မှာလေကပိုနှေးပါတယ်။ကားတစ်စီးရဲ့ပတင်းပေါက်ကနေလက်ကိုထုတ်ပြီးအနှဲငယ်တိမ်းဆောင်းကြည့်လိုက်ပါ။လက်ကအထက်ကိုပင့်တက်လာပါလိမ့်မယ်။လေယာဉ်တောင်ပံအလုပ်လုပ်ပုံကလည်းထုံနည်းတူဖြစ်ပါတယ်။ဒါကပဲလေယာဉ်ကိုလေထဲမတင်ပေးတာဖြစ်ပါတယ်။ Boeing 787-8 လေယာဉ်မျိုးစားကအလွန်ယုံကြည်စိတ်ချရပြီးဒီလိုဖြစ်ပျက်မှုမျိုးဆိုတာရှားပါတယ်။နောက်ထပ်ဖြစ်နိုင်တဲ့အကြောင်းရင်းတစ်ခုကအပူချိန်လွန်ကဲမှုကြောင့်လည်းဖြစ်နိုင်ပါတယ်။ ရာချစ်တန်နဲ့ဂူဂျာရဲလိုဒေသတွေမှာအပူချိန်မြင့်မားမှုကြောင့်လေထုသိပ်သည်းမှုရောကျတာကြောင့်လေယာဉ်ကိုလေထဲမတင်တော့ရောကျသွားတာလည်းဖြစ်နိုင်ပါတယ်။ဝင်အပြည့်တင်ထားတဲ့လေယာဉ်ကခရီးဝေးကိုထွက်ခွာလာချိန်မှာလေထုသိပ်သည်းမှုကျဆင်းပြီးလေယာဉ်လေထဲမှာနေဖို့အခက်တွေ့ကောင်းတွေ့နိုင်ပါတယ်။လေယာဉ်ရဲ့အင်ဂျင်တွေကောင်းကောင်းအလုပ်လုပ်နေတဲ့အချိန်မှာတော့အဲ့ဒီလိုဖြစ်နိုင်ပါတယ်။အပူချိန်မြင့်တက်လာချိန်မှာလေထုကသိပ်သည်းမှုကျဆင်းလာပါတယ်။ဘာကြောင့်လဲဆိုတော့လေထုအမှုန်လေးတွေကအပူချိန်ကြောင့်ပြန်ကျဲထွက်သွားတာကြောင့်ဖြစ်ပါတယ်။လေယာဉ်က highway ခရီးစဉ်ဖြစ်ပြီးဝင်ပြည့်တင်ဆောင်ထားပါတယ်။ဒီလိုပူပြင်းတဲ့အခြေအနေမှာလေယာဉ်ပြန်တက်နိုင်ခဲ့ရင်တော့လေထုသိပ်သည်းမှုနည်းနေတာကြောင့်လေထဲကိုမတင်ဖို့မဖြစ်နိုင်တော့ပါဘူး။အေးမြတဲ့ရာသီဥတုမှာလေထုကသိပ်သည်းပါတယ်။ဘာကြောင့်လဲဆိုတော့အေးတဲ့ကြောင့်လေအမှုန်လေးတွေကပိုပြီးနီးနီးကပ်ကပ်ဆူယုံလာပါတယ်။ဒါကလေယာဉ်လေထဲကိုပိုရောက်အောင်အထောက်အကူပေးပါတယ်။ဒါက100ကီလိုဂရမ်လေးချိန်ရှိတဲ့ကြောက်တုံးကိုမားဖို့ကြိုးစားတာနဲ့တူပါတယ်။အဲ့ဒီကြောက်တုံးကိုလူ2ယောက်ထဲမားတာထက်လူအယောက်100နဲ့မားရင်အများကြီးပိုလွယ်ကူပါတယ်။အဲ့ဒီလိုပဲလေထုသိပ်သည်းမှုကလေယာဉ်ကိုလေထဲမှာနေနိုင်အောင်ပိုပြီးအထောက်အကူပေးပါတယ်။ပူပြင်းခြောက်သွေ့တဲ့နေ့ရက်တွေဆိုရင်မြေကြီးရဲ့အပူကတိတိတတ်တာမြင့်တက်လာပြီးလေအမှုန်လေးတွေပြန့်နှံ့ထွက်သွားပါတယ်။လေထုထဲမှာလေအမှုန်နဲလေလေလေယာဉ်ကိုမတင်နိုင်ဖို့အခွင့်အလမ်းနဲလေဖြစ်ပါတယ်။လေယာဉ်အင်ဂျင်လုံးဝကောင်းနေရင်တော့မလုံလောက်ပါဘူး။ဒါကြောင့်လေယာဉ်ကလေထဲမှာနေဖို့ရုန်းကန်နေရတာသို့မဟုတ်လေထဲမှာမနေနိုင်မဲ့မြေပေါ်ထိုးဆင်းလာပါတယ်။ဒါကြောင့်အိန္ဒိယဒူဘိုင်းနဲ့မက္ကဆီကိုတို့လိုပူပြင်းတဲ့နိုင်ငံတွေကလေဆိပ်တွေမှာပိုရှည်လျားတဲ့လေယာဉ်ပြေးလမ်းတွေမကြာခဏတွေ့ရတတ်ပါတယ်။လေယာဉ်ပြေးလမ်းရှည်မှလေယာဉ်တွေအရှိန်ရပြီးမြင့်မားတဲ့အပူချိန်မှာ
ဘေးကင်းလုံခြုံစွာပြန်တက်နိုင်မှာဖြစ်ပါတယ်။အရေးကြီးတဲ့အချက်တစ်ချက်ရှိပါတယ်။လေယာဉ်ပြန်တက်ပြီးအင်ဂျင်ကအလုံးမလို့ရင်လေယာဉ်မူးမှရွေးချယ်စရာအင်မတန်နည်းပါတယ်။လေယာဉ်ကိုအရေးပေါ်အမြန်ပြန်ဆင်းတက်ဖို့ဆိုတာမဖြစ်နိုင်ပါဘူး။နောက်ဖြစ်နိုင်ခြေတစ်ခုကငှက်တကောင်ကိုဝင်တိုက်မိနိုင်ပါတယ်။ငှက်ကအင်ဂျင်ထဲကိုညက်သွားတယ်ဆိုရင်အကြီးအကျယ်ထိခိုက်ပျက်စီးနိုင်ပါတယ်။ဒါပေမဲ့ဒီလိုအဖြစ်အပျက်မျိုးကတော့ရှားပါတယ်။ဒီလိုဖြစ်တာပါ။အင်ဂျင်ရဲ့ရှေ့ဘက်မှာကွန်ပရက်ဆာလို့ခေါ်တဲ့လေဖိသိက်ဆက်ပါဝင်ပါတယ်။အင်ဂျင်ရဲ့နောက်ဘက်မှာအဲ့ဒီကွန်ပရက်ဆာတွေကိုမောင်းနှင်ပေးတဲ့တာဘိုင်တွေပါဝင်ပါတယ်။ကွန်ပရက်ဆာကလေကိုစုပ်ယူပြီးတင်းတင်းကြပ်ကြပ်ဖိသိက်လိုက်ပြီးနောက်အဲ့ဒီလေကိုလေရင်အတွင်းကစီနဲ့ရောနှောလိုက်ပါတယ်။အင်ဂျင်မီထုတ်ပေးတဲ့အခန်းကစီနဲ့လေရောနှောနေတာကိုလောင်ကျွမ်းစေပြီးဓာတ်ငွေ့အပူတွေကိုထုတ်ပေးပါတယ်။အဲ့ဒီဓာတ်ငွေ့တွေကလေဖိအားကိုတိုးမြင့်စေပြီးနော်ဇယ်ကတစ်ဆင့်ထုတ်လိုက်တာကြောင့်လေရင်ကရှေ့ကိုအရှိန်နဲ့ထွက်သွားပါတယ်။တကယ်လို့ငှက်တကောင်ကွန်ပရက်ဆာမှာညက်သွားရင်လေလမ်းကြောင်းပိတ်သွားနိုင်ပါတယ်။ဆိုလိုတာကလေရင်စီထက်ထက်နေရင်တော့အင်ဂျင်မီထုတ်ပေးတဲ့အခန်းကိုဝင်လာတဲ့အောက်ဆီဂျင်ပမာဏရော့ကျသွားနိုင်ပါတယ်။ဒါကြောင့်အပူချိန်ကအန္တရာယ်ရှိလောက်တဲ့အဆင့်ထိမြင့်တက်လာတာသို့မဟုတ်အင်ဂျင်ထဲမှာမလောင်ကျွမ်းပဲလေရင်စီတွေထွက်လာနိုင်ပါတယ်။မလောင်ကျွမ်းသေးတဲ့လေရင်စီကလက်ဆက်တဲ့အောက်ဆီဂျင်နဲ့တွေ့တဲ့အချိန်မှာမီးလောင်ကျွမ်းနိုင်ပါတယ်။ဒီလိုပြဿနာမျိုးကိုကွန်ပရက်ဆာရပ်တန့်သွားတယ်လို့ခေါ်ပါတယ်။ဒီလိုအခြေအနေမျိုးကအကြောင်းတစ်ခုခုကြောင့်လေကြောင်းစီးဆင်းမှုပိတ်ဆို့ပြီးအင်ဂျင်ကောင်းကောင်းအလုံးမလုံးနိုင်ချိန်မှာဖြစ်လေရှိတာမျိုးပါ။လေယာဉ်ပြန်ဆိုတာတစ်ခုနဲ့တစ်ခုအမိတဟဲပြုတ်နေတဲ့စနစ်အများပြားနဲ့ဖွဲ့စည်းထားတဲ့အလွန်ရှုပ်ထွေးတဲ့စက်တွေဖြစ်ပါတယ်။အဲ့ဒီစနစ်တွေကတစ်ခုပြတ်တာနဲ့လေရင်ပြတ်ကျသွားနိုင်ပါတယ်။ပြတ်ကျတဲ့အိန္ဒိယလေယာဉ်ရဲ့ black box နဲ့ပြန်တမ်းမှုအချက်လက်ပြ recorder ကိုရှာတွေ့စစ်ဆေးပြီးရင်လေရင်ပြတ်ကျတဲ့အကြောင်းရင်းမှန်ကိုသိရပါလိမ့်မယ်။၎င်းပစ္စည်းကိရိယာတွေကစနစ်အားလုံးရဲ့လှုပ်ဆောင်မှုတွေနဲ့လေယာဉ်မှုရဲ့လုပ်ရက်တွေပါဝင်ပြန်တမ်းမှုတွင်ဖြစ်ပျက်ခဲ့သမျှအရာအလုံးကိုမှတ်တမ်းတင်ထားတာကြောင့်ဖြစ်ပါတယ်။ဒီရှင်းလင်းချက်ကအခြေအနေကိုပိုရှင်းလင်းသွားစေဖို့မျှော်လင့်ပါတယ်။ချက်လက်တွေအတည်ပြုနိုင်ရင်နောက်ထပ်ဗီဒီယိုအသစ်တစ်ပုဒ်တင်ပေးပါမယ်။လေရင်ပြတ်ကျတဲ့နေရာကဗီဒီယိုတချို့ကအလွန်စိတ်မချမ်းမြေ့စရာကောင်းပြီးတက်ရောက်မှုဘယ်လောက်ကြီးမားလဲဆိုတာကိုပြသနေပါတယ်။သိဆုံးခဲ့သူမိသားစုနဲ့ထပ်တူဝမ်းနည်းမိပါတယ်။အခုလိုဝမ်းနည်းကြေကွဲနေတဲ့အချိန်ခါမှာစိတ်ခွန်အားနဲ့စိတ်ရဲ့ငြိမ်းချမ်းမှုကိုရှာတွေ့ပါစေလို့ကျွန်တော်တို့မျှော်လင့်ပါတယ်။ကျေးဇူးတင်ပါတယ်။နောက်ဗီဒီယိုမှာပြန်ဆုံကြမယ်ခင်ဗျာ။